လောကရဲ့လမ်းများပေါ်ရှောင်သွားရင်ဘုံတနွယ်လူသားကလည်းစလူတဲ့တာမီရဲ့မေးရဲ့အိမ်ကိုအိမ်များရဲ့အမေရဲ့မြစ်တာရဲ့နဲ့ဝေးရဲ့သူမောကားလေးတဲလေးတွေဦးရှင်မောကိုကြည့်ခွေချောက်သွေးရဲ့အိမ်မဲ့စီကြရဲရှိတဲ့ခုလေးရက်စက်တဲ့နေရမြတိုက်ခိုက်ကြလို့